စာမတက်တဲ့အချိန်ကနေဖြတ်ကျော်လာရတဲ့သင်ခန်းစာခန်းကြီးတို့အခုအချိန်မှာထိုင်းဘာသာစကားကိုအတိုင်းအတာတစ်ခုတည်းပြောနိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့စာပြန်ပြီးတော့သင်တဲ့အနေအထားကိုရောက်တဲ့အခါမှာကျောင်းသားကျောင်းသူတွေကတီချေတို့ကထိုင်းစကားကိုပြောတတ်တာတီချေတို့အတွက်တော့ထိုင်းစကားကလွယ်လွယ်လေးပေါ့ဒီလိုမျိုးတွေပြောလာတဲ့စကားတွေလည်းကြားရတယ်ပေါ့နော်ဒါပေမဲ့ခန်းကြီးတို့ကိုယ်တိုင်လည်းဒီနေရာကိုရောက်ဖို့အတွက်လွယ်လွယ်ကူကူရောက်လာတာတော့မဟုတ်ပါဘူးဒါကြောင့်မလို့လဲခန်းကြီးတို့ဒီတင်နန်းကျောင်းရဲ့ logo လေးဆွဲတဲ့အခါကာလာတွေရွေးတဲ့အခါမှာပေါ့နော်အဝါရောင်ကို emoji ရဲ့ color code နဲ့သုံးခဲ့တာပါဘာဖြစ်လို့လဲဆိုတော့ကျတော့ခန်းကြီးတို့ကိုယ်တိုင်လည်းထိုင်းစာကိုလေ့လာတဲ့ဘဝမှာတော့ကဥမာအနေနဲ့ပြောရမယ်ဆိုလို့ရှင်ခေါတူခေါတည်ခေါထမင်းဒီလိုမျိုးအတန်တုံးမတူညီမှုတွေကြောင့်အတိတ်ပဲမတူညီမှုတွေကြားမှာမူးနောက်ခဲ့ရဘူးတယ်ပြီးတော့ကြတော့ဒီကြိုင်းဝမ်းတာတယ်ကြိုင်းဒီစိတ်ထားကောင်းတယ်ဒီလိုမျိုးရှေ့နဲ့နောက်နဲ့စကလုံးပြောင်းလိုက်တာပုံမှာမူတည်ပြီးတော့အတိတ်ပဲလေးပြောင်းသွားတဲ့အတွက်ကြောင့်မလို့အရန်ကိုခတ်တာပဲတော်ပြီမလုံးချင်တော့ဘူးတော်ပြီဆိုပြီးတော့ကြတော့လက်လျှော့ကျင်ခဲ့တဲ့အချိန်ကြီးလည်းအများကြီးရှိခဲ့ဘူးတယ်ဒါပေမဲ့ဒီလိုမျိုးပဲကိုကစာမွေးတစ်ခေါက်ဖြေလိုက်တိုင်းမှာငါဒီလောက်ထိဖြေနိုင်တာပဲဆိုပြီးတော့ကြတော့အားရှိသွားတဲ့အချိန်ကြီးရှိတယ်ထိုင်းနေတိတင်နဲ့လေ့လာရတဲ့အခါမှာကိုပြောတဲ့စကားကိုသူတို့နားလည်သွားတယ်သူတို့စီကနေပြီးတော့ဖြေစကားတွေပြန်ပြီးကြားရတဲ့အချိန်မှာကိုကျင်းတဲ့ပီတိဖြစ်တာတွေကိုယုံကြည်ချက်တိုးလာတာတွေအများကြီးဖြစ်လာရပါတယ်ဒါကြောင့်မလို့ဘာသာစကားတစ်ခုကိုလေ့လာတယ်ဆိုတာကတော့လွယ်ကူနဲ့ရလာတာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့အခုချိန်မှာစပြီးတော့လေ့လာတဲ့သူတွေကိုလည်းဒီဗီဒီယိုလေးကနေပြီးတော့ကြတော့အားပေးချင်ပါတယ်လွယ်နဲ့အရှုံးမပေးပါနဲ့တကယ်လို့ကိုကအချိန်ကုန်တက်တာခြင်းနဲ့လွယ်ကူရိုးရှင်းနဲ့မြန်ဆန်တကယ်တက်ချင်တယ်ဆိုလို့ရှိရင်တော့ခရင်တို့ရဲ့ထိုင်းစာတိုင်းဘာသာစကားသင်တန်းကျောင်းမှာသင်တန်းလာပြီးတော့တက်လို့ရပါတယ်စကားပြောတီးတန့်ကြီးလည်းတက်လို့ရပါတယ်စကားပြောတီးတန့်မယ်တက်ချင်တယ်ဆိုလို့ရှိရင်တော့အောက်က comment မှာ TS2 လို့မှန်ခဲ့ပေးပါ